ညနိုမင်းအထဲမှာလားညနိုမင်းအထဲမှာလားခက်တယ်မင်းပြန်လာခဲ့ဒီမှာအရေးကြီးကိစ္စပေါနေတယ်တကယ်လို့လဲမိမလာလေးပဲဘာလဲမင်းမငါ့ကိုကိုကြီးခိုင်းတာမဟုတ်လားအခုပဲငါမင်းကိုကိုကြီးတော့မလို့ဒါတကယ်ပြောနေရနော်ငါခုနကလေညနိုးကသောမတ်ကိုခေါ်ပြီးအပေါ်တဲ့ဧကန်ကိုတပြေးပြေးတက်သွားတာငါမြင်လိုက်တယ်မင်းလျှောက်ပြောနေတာမဖြစ်နိုင်ဘူးဘာလို့မဖြစ်နိုင်ရမှာလဲဒီချက်မိသားစုကချမ်းသာတာဆိုတော့ညနိုးဝေကတခါတလေစိတ်ပြောင်းသွားတာလေဖြစ်နိုင်တာပဲလေအရင်ကတော့မှတ်လာသားတော့ကလေညနိုးရလက်မခံဘူးလို့ကြားတာအခုတော့အဲ့လောက်မမြန်သူ့ဘာသာသူအလိုက်တည်ပြီးသွားပေါက်နေပါရောလားဖမ်းနေအောင်ဆောင်မလွတ်ထားတာကိုမသိဘူးလားအဲ့ဒါပြောတာပေါ့နင်တို့ရလက်ဖြောင်းနေလို့ဖက်တယ်ကသူ့ကိုလေအရင်တော့ဆိုသူကသူ့ကိုတော့မချန်ဘူးတသိမရှိဘဲနဲ့ဒီဟိုလာပြီးကောလာဟာရီမဖြတ်နဲ့ဒါလေးဒီလိုကိစ္စကြီးဖြစ်နေတာလူတိုင်းအပေါ်တက်ကိုတက်ပြီးတော့မြင်ကွင်းကိုကြည့်ဖို့မလိုအပ်ဘူးလားဟဲ့အေးတော့ကြည့်ကြအောင်လေဟုတ်တယ်သွားကြည့်မယ်အေးတော့ကြမယ်လားဘာကြည့်နေရလဲကိုမင်းမကိုကြည့်ရမရဘူးလားရှင်နဲ့စကားပြောရတာအချင်းကုန်တယ်ခုနကိုကိုကြီးတောင်းခဲ့ပြီးတော့အခုကျမှမသိလို့ဟန်ဆောင်လို့ရလားငါမလုပ်ပါဘူးဒါဆိုလဲအဲ့ခေါင်းလောက်ကြည့်ရမလားလာမမြင်မင်းတို့တော့ကြည့်ရမန်နေဂျာကိုကပြားယူခိုင်းလိုက်မယ်အချိန်မမီတော့ဘူးဘယ်လိုလဲငါပြောတာမှန်နေမလားကြည့်ဘူးဖြစ်နေရလားဒီလူလိန်ကောင်ငါသမီးပေါ်စေးစမ်းလူရုံမနင့်ကိုတတ်မယ်ဖယ်စမ်းပါသူ့ကနဲ့သူငါကလေးပေါ်တက်လာတာလေငါနဲ့ပါဆိုင်လို့လေချစ်လိန်ပြောနေရမလားမဟုတ်ဘူးဟုတ်ရမှာလေညနိုမင်းဘာမှဖြစ်ဘူးနော်တော်ပါသေးတယ်မဘာဖြစ်ပါဘူးကိုစိတ်ချပါညနိုးဝေငါကိုယ်တိုင်နေသောမတ်နဲ့တူတက်သွားတာမြင်လိုက်တာနော်နင်ငါသမီးကိုဖျက်ဆီးရမလားဟုတ်တယ်သိချရဲ့သူသမီးရောအဲ့လိုလောက်တာအော်ဒါဆိုနင်တို့ပြပါဦးငါဘယ်လိုဖျက်ဆီးခဲ့ရလဲဒီလိုပြောရင်တော့တက်တည်ရှိရမယ်နော်မဟုတ်ရင်တော့ပုတ်ချတာပဲချင်းတဲ့အတိုင်းမိသားစုတွေကတူကြတာပဲရှင်ကစက်မိသားစုနဲ့ပေါင်းကျင်နေတာမဟုတ်လားရှင်အချစ်ဆုံးမြင်းမလေးကအဲ့ဆန္ဒကိုဖြည့်ဆည်းပေးလိုက်မင်းလုပ်ခဲ့တဲ့ကောင်းတဲ့လုပ်ကိုကြည့်လိုက်ပါဦးစွန်မြို့နယ်မျက်နှာကိုအားလုံးဖြည့်ဆည်းလိုက်ရပဲအဖေမာတီမြင်းလေးတယောက်ပဲရှိတာလေသူ့အတွက်ဝင်တားပေးပါဦးဟုတ်ပါတယ်အဖိုးကျွန်တော်တို့ဒီရုပ်ဆုံးမှာအခွင့်ကောင်းယူသွားတာကျွန်တော်တော့ဝင်ပါပေးပါဦးနေမတို့ရုပ်စိုးရလို့ပြောရလဲနေကိုပြောတာပေါ့နေကနေ့အမထက်အများကြီးနှိမ့်ကြတယ်တော်စမ်းသူတို့နှစ်ယောက်တော်တော်လေးလိုက်ဖက်တယ်လို့မြင်တာပဲဒီလိုလုပ်ရင်ရောကျွန်တော်ကိုယ်တိုင်သူတို့နှစ်ယောက်ဆိတ်ဆက်ပေးမယ်ဦးလေးအဆင်ပြေရလားဟုတ်တယ်သူတို့နှစ်ယောက်သာလက်ထပ်လိုက်ရင်ရှင်တို့စွန်းမျိုးနွယ်နဲ့စက်မျိုးနွယ်မျက်နှာပန်းလာသွားတာပေါ့ရှင်ဟဲ့ဖုန်းသမီးမြူချင်ဦးသမီးတောင်းမှမာတယ်နော် तू ကတရိစ္ဆာန်တကောင်လိုပဲ
တော့မနဲ့လက်ထပ်ရတာမင်းဘိုးကကံကောင်းတယ်လို့မှအချင်းတွေကိုနားမလဲ အဖေ ကျန်တရီရဲ့ကျွန်တော်တို့မိသားစုမှာသဘောထားကွဲလွဲမှုမရှိပါဘူး ဒါဆိုလဲထုတ်ကောင်ပြောသလိုလှုပ်လိုက်ကြတာပေါ့ အဖေ ကြည်ပြူဟန်ဒီနောက်ပိုင်းနေ့ရက်တွေကိုနင်တဖြည်းဖြည်းချင်းခံစားမှာပေါ့ ညနိုးရေ ရဲတော့ကောင်ရှင်ဘာဖြစ်နေရလဲ မြန်တို့ ဘာလဲအကို မင်းနဲ့ထုတ်ခေါင်းနဲ့ကရင်းနေတာလား မရင်းနေပါဘူးအကိုတည်းရဲ့အတိုင်းပဲအကိုတို့ကောင်ကကုမ္ပဏီမှာလာပြီးရင်းနှီးမြှုပ်နှံတော့တွေ့ဖြစ်တာပါ မြန်တို့ကို့ကိုမလိန်နဲ့နော်မင်းနဲ့ထုတ်ခေါင်းနဲ့ကတွဲနေကြတာလား ဟမ်အကိုကဘာလို့အဲ့လိုပြောရလဲ မင်းတို့နှစ်ယောက်တစ်ချိန်နဲ့ပြောက်သွားတယ်ပြီးတော့တပြိုင်နက်ထပ်ပြန်ပေါ်လာတယ်မင်းတို့စပင်တွေကလည်းစိုးနေကြသေးတယ်လေ အကိုကလည်းရှောက်တွေးနေပြန်ပြီကျမကိုဘောကိုအရက်တွေဖိတ်သွားလို့ရေချိုးနေရပါအကိုတို့ကောင်ကိစ္စကတော့ကျမလည်းမသိဘူးအကိုလည်းသိတဲ့အတိုင်းပဲသူ့ကိုငယ်လေးတွေကကြောက်တာလေသူ့မှာမင်းကလေးတွေများတော့ကျမဘလို့စိတ်ဝင်စားမှလဲဒါတိုက်ဆိုင်မှုကိုတက်တက်ပဲလို့ပြောချင်တာ ကိုမင်းကိုအခန်းထဲမှာလိုက်ဆက်ခဲ့သေးတယ်အဲ့ဒါကိုသိလား အကိုကကျမကိုရှာနေရလားအော်အဲ့ချိန်တော့ကျမထွက်သွားတာဖြစ်မှာပါ ဟုတ်လို့လားထုတ်ခေါင်းနဲ့ပတ်သက်ပြီးကိုသိတာသူ့ကိစ္စမဟုတ်ရင်ဝင်မပါတတ်ဘူးဒီနေ့သူကမေဘက်ကနေတောင်ဝင်ပြီးတော့ဖြေရှင်းပေးလိုက်သေးတယ်ဒါလည်းတက်ဆိုင်မှုပဲလား အကိုနဲ့သောမတ်နဲ့ကရန်သူတွေလေသောမတ်ကိုအမြင်ကြီးရတက်တက်ပဲနေပါပါကျမကကူညီဖို့မဟုတ်ပါဘူးဒါတွေအားလုံးကတိုက်ဆိုင်တာပါအကိုကအများကြီးတွေးနေတာကို ညံ့တို့ဘာကိစ္စပဲဖြစ်ဖြစ်မင်းကိုမလိန်ကြဘူးမျှော်လင့်ပါလေ ဟုတ်ကဲ့ပါအကိုရဲ့ကိစ္စတစ်ခုဆိုရင်အကိုကိုပဲပြောမယ်လीနော် ပြောစမ်းမအခုဘယ်လိုလုပ်ဖို့စဉ်းစားရလဲ မင်းဘာပြောချင်တာလဲပြောမင်းလိုမကောင်းတဲ့မိန်းမနဲ့ငါနဲ့လက်ထပ်ခိုက်ဘူးလားမင်းလုံးဝစိတ်မကူးနဲ့ စိတ်ချပါကျမလည်းရှင့်ကိုလက်မထက်ချင်ပါဘူး မင်း သောမတ်ကြည်ပြူစိတ်ရေးထားကြလေငါတို့ကသူများရဲ့ပယောကမိသွားတာ မင်းကအရန်တုံးလုံးတယ်ကိုစီစဉ်ထားတဲ့အရာကိုတော့တခြားသူကပြန်စီစဉ်ရတယ်လို့မင်းကြောင့်သာမဟုတ်ဘူးဆိုရင်ဒီညလက်ပတဲ့မိန်းကလေးတယောက်နဲ့ငါရပြီးသားဖြစ်နေမှာ ဟာသောမတ်အခုထိဒီစကားတွေပြောနေတော့မယ်လားသူတို့ကအရန်ကိုမက်ရိုင်းတာနော်သူတို့ကိုလွတ်ပေးလို့မဖြစ်ဘူးဒါကဘာဖြစ်လို့လဲဆိုတာမသိဘူးနော်ထုတ်ကောင်ကလေဘာဖြစ်လို့ရုတ်တရက်ဝင်ပါတာလဲ ဘာကြောင့်လဲမင်းတို့မမြင်ကြဘူးလားသူတို့နှစ်ယောက်ကြားမှာပတ်သက်မှုတစ်ခုရှိနေတာကိုမင်းတို့မသိကြလား ဘာအဲ့ဒီမိန်းမရော तू ကအရင်ကအကို့အရင်မြူဆွဲခဲ့တာပဲလေအခုရဲထုတ်ကောင်တော့မှသူ့ရဲ့ပြောကောင်မိသွားပြီငါသိရယ်နင်ကမျက်နှာဝင်ကိုကြိုက်တာမလားငါကတော့အကို့ကိုလိုချင်တာဒါဆိုရင်တို့ရင်ဆိုင်မှုငါတို့ညပူအောင်ကြမယ်ဘလို့လဲ မင်းကဘာကောင်မှမလို့ငါနဲ့ပူပေါင်းမှုကြံစည်ရရလဲ တော့မှန်နေမေးမနေနဲ့လက်ထပ်ပွဲကိုအဖိုးကိုယ်တိုင်သဘောတူလာတာနင်မှရွေးချက်စရာမရှိဘူးကိစ္စတွေပြီးသွားရင်ညနှိုးဝေကိုနင်လည်းလက်ထပ်ပေးဖို့ငါစဉ်းစားပေးနိုင်တယ် ကောင်းပြီလေမင်းတို့တခါတော့ယုံကြည်လိုက်ပါမယ် ဒါပေမဲ့အဲ့ဒီမိန်းမရုပ်ကိုထုတ်ကောင်ကကာကွယ်ပေးထားတယ်လေငါတို့ဘလို့မှလုပ်လို့မရဘူး အဲ့ဒီကောင်ကကာကွယ်ပေးထားလို့သာပေါ့သူတို့ရဲ့ဆက်ဆံရေးကိုလူသိရှင်ရှာပေါ်ထုတ်လိုက်တာနဲ့ရှန်အင်တော်နဲ့ဟဲအင်တော်ရံဘက်တွေဖြစ်သွားမှသိကြတယ်အဲ့ခါကျရင်ငါတို့ဝင်ပါစရာမလိုတော့ဘူးလေ ဒါပေမဲ့ငါတို့မှတက်တယ်မှမရှိတာဘလို့လုံးမလဲ ငါတို့ဒီမှာမရှိပေမဲ့တခြားသူတွေစီမှာတော့တရားပေါက်ရှိမှာပါပလဲခင်ရေမင်းသာအခုပြန်မလာဘူးဆိုရင်မင်းရဲ့ရဲထုတ်ကောင်တခြားသူတွေခေါ်သွားတော့မှာနော် ဟာရှင်ဘာလို့ကျမအိမ်နဲ့ရောက်ညာလဲ ကျွန်တော်မိမအိမ်ဆိုတော့ကျွန်တော်အိမ်ပေါ့ဗျာမရောက်လားဗျာ ရှင်ပြောပါအောင်ဘယ်လိုလုပ်ပြီးဝင်လာလဲ မင်းရဲ့တကားကိုတားနိုင်လို့လား ဒါပေမဲ့ရှင်ကျမအိမ်မှာရေးချလို့တော့မရဘူးလေပြီးတော့ကျမတစ်ပတ်ကိုလည်းတုံးထားနေရဲ့ ဟုတ်လားလိုချင်လို့လားဒါဆိုကျွန်တော်အခုချုပ်ပေးမယ် တော်ပြီ
ဘာလို့ဖုန်းနေရလဲမကင်ဘူးကရှိလို့လားမမြင်ဘူးကရှိလို့လား အဲ့ဒါမတူလေ ဘာမှမတူပါလဲ ရှင်ဒီလိုမလုပ်ပါနဲ့ဒီတိုက်ခံကိုကျမကိုကဝယ်ပေးထားတာပတ်ဝန်းကျင်မှာအတိရကြီးပဲတယောက်တိသွားရင်မကောင်းလေ ညနေဝေးမင်းကိုကတိပေးထားပါလဲဆိုတော့မမီးနဲ့အချိန်မရွေးနေရာမရွေးဒီနေ့ကိုကလာခဲ့တဲ့ဟာကိုမင်းကကိုမောင်းထုတ်ချင်တာလား ကျမ ဒီကိစ္စနဲ့ပတ်သက်ပြီးကိုကြောင်ဖြစ်ရှင်အရင်တစ်ခါကတိပေးထားတာကိုအခုကောင်းတယ်ဖော်ပြလိုက်ပါ မရဘူးနော်ဒီနေ့တော့မဖြစ်ဘူးကျမရာသီလားနေဒီနေ့တော့ခဏလှုပ်ပေးလိုက်မယ်နောက်တစ်ခါကြာရင်တော့လုံးဝအလုပ်မပေးနိုင်ဘူးချစ်မင်းညာအိတ်မရအောင်ကိုပုံမြင်တဲ့ပုံပြောပြအောင် ရှင်က3နှစ်သားကလေးလေးလားအိတ်တာတော့တခြားသူကိုပုံပြောခိုင်းရသေးရဲ့ ပုံမြင်နားထောင်ပြီးမှအိတ်တက်တာကောင်းပြီလေမပြောပြပေးဘူးဆိုရင်ဒါဆိုဆက်ပြီးကုညီပေး ကျမပုံမပြောတတ်ဘူးစဖတ်ပေးမယ်လေရရမလား ရတယ် ပန်တာဝဝင်လေးကဆန်တာကလော့စ်ကိုပထမဆုံးအားသိစေတဲ့အရာပါလေ။အော်ဟုတ်တာပဲဆန်တာကလော့ရဲ့စာကြီးတိုင်းနဲ့မိုးဘဝမှတ်တမ်းရုံ你们多，多，你们多，大你们多，တာမထားခဲ့ပါနဲ့